ကောင်းဆုံးကျွန်တော်ဖန်လေးနားလဲအောင်ရှင်းပြပေးမယ်အဲ့လိုစောရင်းနဲ့ရှင်းပြတာကိုသဘောကျတယ် bro တွေ့ပါရှင်းပြကျွန်တော်လည်းရှင်းပြပေးမယ်ကျွန်တော်ရှင်းပြတဲ့နေရာမှာလိုအပ်ချက်လေးရှင်းထောက်ပြပေးနော်အဲ့တော့ဗဒန်း damage ဆိုတာနဲ့အမှားဆိုတာနဲ့အောင် play ဆိုင်မတူဆိုတော့ချောင်းဗဒန်း damage ဆိုတဲ့ပွဲဆိုတော့ကျွန်တော်တို့တွေကျွန်တော် aggressive လိုက်ဆိုတော့လိုက်ဖိမယ်ဗဒန်းကိုလိုက်ကြုံမယ်နော်ပြေးရပြီပြန်လောက်မှာ bro ပြန်လောက်မှာအဲ့ဒါကြောင့် let's go ကောင်းဆုံးပြောင်းထိန်းပြမယ်ပါပြီ15စက္ကန့်မပြည့်မချင်းကျွန်တော်တို့ item ပြန်ရောင်းခွင့်ရှိတယ်ခဏထည့်တာတော့မြန်တော့ကျွန်တော်တို့ရောင်းလို့ရပြီအောင်းမှာတော့ဟာ300အပြည့်ပြန်ရရနော်15စက္ကန့်ဆိုကျွန်တော်ပြန်ရောင်းလို့မြန်ပါလိုက်မယ်6နေနဲ့အောင်မနော်ထိုးမှာဟဲ့နိုင်ရလာမကပ်ပေးနဲ့ကျွန်တော်နိုင်တယ်ဒီကောင်နိုင်နေတွေ့လားတွေ့လားပြီးများရဲ့ damage တစ်ချက်ပဲထိုးတယ်အဲ့နေစားပြီးကျွန်တော်ဖတ်ပြီကွာသိလားဘယ်နေရာမှာကျွန်တော်ဖနက်ဆက်ခဲ့လို့ရှိရင်မတည်ဘူးကွာသိလားရအေးဒီကောင်ကျွန်တော်တို့တည်အောင်မလုံးနိုင်ခရစ်ကမိန်မယ်ဒီချိန်မှာကျွန်တော်အဲဘုံပြန်ပွင့်မယ် K2 နဲ့ပြီးမယ်အဲရပါအောင်လောတယ်တော့俺が怖いのかအေးလက်ကရပြီထပ်ပြီးတော့တော့မပြန်နဲ့ကျွန်တော်ဒီမှာပြန်လိုက် crit ကောင်လွတ်သွားမယ်နက်သေးလေးထည့်ထားမယ် movement speed အတွက်ဘာဖြစ်ကြကျွန်တော်ဒီမှာဘာလုပ်လို့မရတော့အပြီးဒါလေးပြန်သွားလား easy သလားပတ်စံထိတ်ဆုံးမှာဒါပဲတာရီအေးဖြစ်ချင်းသွားမှာသူမဆော့တာလားဆော့တာကြာပြီဟာလာဖြစ်သွားတနားရောင်ဖြစ်နေအဲ့တော့ဘယ်တော့ကျွန်တော်ကျုံလို့ရအောင်ကိုရပြီထင်တာပဲရသေးဘူးလုံးစရာဘာမှမရှိဘူးเนาะကျွန်တော်နေရာမှာဆိုကျွန်တော်ချားလိမ့်သွားမယ်လုံးစရာဘာမှမရှိဘူးဆိုတော့ချားလိမ့်သွားမယ်ချားလိမ့်မှာလိုက်ပြီးတော့ brand လဲဆော့တာအဲ့လိုပုံမှာကျွန်တော်ဒီဘက်ထဲမှာပါတဲ့အတွက်ကျွန်တော်တို့ဒီမှာအဲအောင်ကျွန်တော်တို့သတ်ပေးလိုက်ကျွန်တော်တို့ပုံမှာလိမ့်ပြန်ရှင်းလို့ရပြီအလိမ့်ပြန်ရှင်းမယ်အဲ့လိမ့်ကိုပြန်ရှင်းလို့မြန်ပြီးသွားတာကျွန်တော်တို့ဒီတားတဲ့ဘက်ထဲမှာပြန်ဝင်ပြီညဆရာကြီးမဟုတ်ပါဘူးကျွန်တော်ဖန်လေးတို့ကျွန်တော်ရှင်းပြပေးတာဒီချင်းယူပေါ့မြူချင်းနေပေါ့ဟုတ်ရှင်းပြပေးတဲ့အတွက်ပြီးတော့ဘို့တိုးတက်မှုလေးတာမှာနည်းနည်းများတော့ကောင်းလာမှာပေါ့အဲ့ကောင်ဖိုးမရသေးဘူးဆိုကျွန်တော်လိုက်ပြင်းမယ်ခုနအတိုင်းပဲနောက်ပွဲဖိုးရပါလေပြင်းမယ်ဘာမှပြင်းလို့ကောင်မရေနင့်ဟာကြီးကဝင်လာတယ်အဲ့ခတ်တယ်ကွာငါမတွေညပလီဆိုင်နေလိုက်ဖြတ်စီမနေမယ်ဗဒန်းကတဲ့အပြင်ထွက်ရင်ဒီကောင်သိမှာဗဒန်းကိုကျွန်တော်တို့ကျုံလို့ရရနော်すぐ楽にしてやる貴様の死をတော့နော်အပတာစီးထွက်သွားပြီအပတာစီးထွက်သွားဆိုနောက်ထပ်အိုင်နံတစ်ခွက်ကကျွန်တော်ဖနက်ကိုသွားအဲ့တော့ဒီဘက်စတန်နေများဆိုကျွန်တော်ဒါပဲဒီဟာလေးပဲသွားစီခြင်းတယ်ဗျာနော်ဗဒန်းကလည်းစတန်များဆိုတော့ဝါဒီယာဘူးနဲ့ဆိုရင်ကျွန်တော်တို့စတန်မိနေလို့ရှိရင်တုံအောင်ပြန်ပြီးတော့ထွက်ဖို့မလွယ်ဘူးဒီဖနက်နဲ့ဆိုရင်စတန်မိပြန်ထွက်လို့လွယ်နော်နန်းဖြစ်တဲ့ခါကျတော့ခုန classic play လိုမျိုးမဟုတ်တော့တာဝါ main ဖြစ်သွားတယ်တာဝါတန်ပတ်စံ100ကျော်ရရနော်တေးတိုင်းအေးစေဟာလေအဲ့ကောင်လေးပြန်ရမှာစကန်လိုက်အဲ့မှာကျွန်တော်စပယ်ရပဲမို့သူကရပြီးသွားတယ်ဒါပဲမှာ2ကောင်ရပြီတက်ရှင်းပြန်လုပ်လို့ရနော်ဆိုခေါင်းနေပဲခေါင်းတစ်ခေါင်းနဲ့တော့ crash ရှိတယ်ဆိုတော့လေးရှင်းပြီးတော့အားလိုက်လက်မှာကြားတယ်ဒီဘက် sky မြတ်သာသွားလို့ရတယ်ကျွန်တော်တို့ key များရနိုင်ခြေရှိတယ်ဒီဟာတော့ကိုယ့်ရဲ့အားသာခြင်းနဲ့ကိုစောပေါ့ကွာဒီနေရာကတော့သိမှာလားကိုအားသာတယ်လို့ဆိုဒီဘက်တော့ငါ key ရနိုင်ခြေရှိလားဒီဘက်ငါ live feed လို့ key များနိုင်လားဆိုရင်ရနိုင်ခြေရှိရဆိုတော့ sky မြတ်သာထည့်ပြီးဆော့ရနိုင်ဆိုတော့ဖဲနေပေါ့လားညာဗရန်ကကျွန်တော် air on click ကဘာညာရရင်တော့တည်နေလောက်ပြီလေ
ဒီရဲကောင်တည်တယ်ဒီပဲတာမန်ပဲအဲ့ဆိုတော့ရတယ်အဲ့ပဲတော့ရပြီဒီချက်ပြန်တော့ဖြည့်တယ်မလို့တက်တယ်နော်ရအောင်ကြောတန်ထောင်လောက်กว่าတယ်ဒီမှာမထက်ဆောင်မယ်ဒီမှာထက်ဆောင်မယ်ဒီဥစား俺が怖いのဟာတွေ့လားဒီကောင်စီကကျွန်တော်ဖလစ်ကာလောက်တော့ရတယ်မတီခဲ့ရင်တော့မှဖလစ်ကာရတယ်ကွာဟာရအေးစေစပယ်သုံးတာတွေကဝူရှူအိုင်းဝင်လို့တော့မရဘူးဗျာသိတယ်မလားဟိုကောင်ဗရန်သုံးတဲ့စပယ်တွေပေါ်မူတည်အာဘိုင်ရိုဒီကိထွက်သွားတယ်ဗရန်သုံးတဲ့စပယ်ပေါ်မူတည်ပြီးတော့ကျွန်တော်တို့စကေး2 1ထွက်တာပေါ့ဒါဟုတ်တယ်ဒါပဲခုနဟာရတော့တက်တက်မဲ့ကြီးကွာနှိမ့်မိပါဒီမှာဆိုကျွန်တော်စပယ်တောင်းမယ်ဟောဒီကောင်မှာဖလစ်ကာမရှိတာဖြစ်မယ်ကွာဒီကမရှိရပြင်မယ်နော်ကျွန်တော်ဒီမှာသွားဆောင်လို့တော့မရတော့ဘူးဒီမှာချိန်ကြတယ်သွားဆောင်နေတယ်ဟိုကပေါ်သွားပြီဆိုတော့ပေါ်သွားပြီဆိုတော့ပွဲကြီးတွေမှာဆိုတော့ဒီလိုနေရာဆိုမရှင်းတော့ဘူးကွာဘာဆိုတော့သားကောင်တွေလိမ့်မရတော့ဒါပေမဲ့ကျွန်တော်တို့ကတော့ damage ထောက်အောင်ဆိုတော့ရှင်းမယ်အဲ့လောက်ထိကတော့နည်းနည်းမြင့်သွားတယ်အဲ့ဒါတွေကတော့အဲ့လောက်တွေကမသွားနိုင်တော့တာမန် player ဆော့လောက်ပဲဆော့နိုင်လိုက်တွေးလိုက်ရှုပ်သွားတယ်ရန်စပယ်တောင်းမယ်တိုင်းလို့ဒီမှာဒီကောင် blue bat ပြန်ထွက်ပြီအေးဒီ blue bat နေရာမှာကျွန်တော် battle ဖြစ်ဖို့များတယ်ဆိုတော့အဲ့နေရာကိုသွားတယ်အကောင်နေရာမလာဘူးလားဒီနေရာမှာ battle ဖြစ်ဖို့များတယ်နော်ဒီလာကြဒီလာကြဒီလာကြလာကြဘူးလားဩမလာပြီတော့အခုဒီထက်ကန်လိုက်ပေပေါင်းတိုင်းတေးမတေးဦးတိုင်းနောက်အကောင်လုံးဒီကရှိတေးပြီကွာအဲ့ကောင်နေရသွားရနော်ဒါပဲဒါပါချိုးမယ်တော့ဝန်တက်လို့ရတယ်အေးဝန်တက်လို့ရတယ်ဘာမှမဟုတ်ပါဘူးနဲ့အဲဝိုင်းဆိုခဏပြန်ပါဒီလေဖြည်းဖြည်းချင်းသွားမှာဘာလာပြပါဦးပြီးဆိုင်ဦးစားပေးဆော့ပြတာမဟုတ်ဗျာဒီဘွဲကကျွန်တော် run play ဆိုင်ပြပြတာ EAP damage ဆော့တဲ့ဟာပြပြတာပါနားမလာရင်တေးပြီနော်အဲ့ဆိုကျွန်တော်တေးတယ်ကောင်တေးတယ်俺が怖いのかဒါပေမဲ့ dash လောက်ပြဖို့ကွာနော်လောက်တော့ပါအောင်လိုက်မိုင်းဟစ်ပဲရすぐ楽にしてやる貴様の死をもってတော့တာဝန်တိုင်ဝတ်ဆန်100ကျော်ရတယ်130ကျော်ဘယ်နဲ့တိ俺が怖いのかတုံးလို့ရတယ်すぐ楽にしてやる貴様の死をもってပဲကြီးရပြီပြန်လောက်မှာ bro ပြန်လောက်မှာအဲ့ဒါကြောင့်俺が怖いဒါပေမဲ့မလောက်အောင်နည်းနည်းလေးလို့ပါဒါပေမဲ့ဖြစ်တတ်ပါတယ်ကိုလိုင်းကိုထိန်းရတဲ့ကောင်ကိုမနိုင်ရင်ဘယ်လိုဆော့ရမလဲတဲ့အဲ့ဆိုမနိုင်နိုင်အောင်ထိန်းရမှာပေါ့အနေတော့ကြည်လိုက်ထိန်းလို့မရအောင်ဆို crit ကိုပဲရှင်လူရှောင်ပြီးဆော့အဲ့လိုအဲ့ကျွန်တော်ပြပေးမယ်ထပ်ပြီးပြပေးမယ် HP လိမ့်မှာတွေ့ရင်လည်းနော်ဟာ record ပြန်ပြနေအကောင်မှ
这个嘛one hit တော့မရှိဘူး月を見るたび思い出せ တပည့်ကကုန်နေတဲ့ချိန်အောင်လားအေးပါ 無駄だ ထောင်းရမယ်လေကွာကိုဝိုင်းထောင်းရောက်နေ 無駄だ ဝိုင်းမှားဝိုင်းနဲနေများမဟုတ် このままでは終わらんぞ ရှုံးမြန်အောင်မယ်ငါချမ်းပေးနေလဲရှုံးမြန်အောင်မယ်ဘယ်လိုလုပ်ပြန်မသိဘူးတားလို့ရှုံးမှုကံပါလာရှုံးကိုရှုံး 無駄だ အာချက်ကလာဖတ်တယ်တေသွားရော 無駄だ ဟောဒီတိုင်းပဲလိုက်ထိုးမယ်ငါအိမ်ပြန်သွားရလောက်ဆိုဟိုင် 無駄だ ဖကြီးရောအဲ့ရှိအပြန်ทำလုံးနဲ့ဒီทำလုံးနဲ့เนี่ย 貴様の死をもってな ဘာလက်ပြနဲ့မကြောက်မရွံ့ပန်းဆိုလို့တိုက်ဂရလောက်ပဲကြောက်မှာเนาะဗဒန်းပေါ်ရောက်နေဆိုဒီအောက်လမ်းမှာရှိသမျှကောင်အကုန်လုံးကျုံလို့ရတယ် 怖いのか An enemy has been slain. ဘုံဝင်ထွက်လာအဲ့တော့များပါရဲ့ 無駄だ အဲ့တော့များပါရဲ့နည်းနည်းတော့များပါပြီ Slain. 無駄だ အဲ့တော့များပါရဲ့လို့ပါ Ult is not ready. 無駄だ အိမ်ခါပြန်လာမယ်လောပြန်ထားတဲ့ချိန်ကဒီနဲ့နော်အဲ့ဒါဆောင်းရဥရားတာလေဥရားယို့ဥရားယို့တိလာဘရအဲ့ဒီဗီဒီယိုဘာသူသိနေလဲဥရားယို့သူတို့ပြတ်သွားပါပြီသူတို့ဥရားယို့အလုံးကြိုက်တာလေဥရားယို့ 無駄だ ဘယ်လည်းပဲတယ်ပဲပေါင်းနေကြ 無駄だ ဥရားယို့ကြိုက်တာငါအဲ့အောင်လို့မစိုးအဲ့တွေ့ရပတရားကြီးထွဲတာကြာလက်ခွီး 無駄だ တိုက်ရဲကွန်စီလာတယ်လာမှာငါစီကိုလာ 無駄だ အဲ့ပေါ်ပါလေတော့စီတော့ရောက်နေပြီဆိုတဲ့နေတာတည့်ရမှာပဲဟောကောင်းပြီ 死を見るたび思い出せ တော့အင်ဂျလာမငါ့ကိုကြည့်နေတယ်သိသွားကွာ Enemy has been slain. Double kill. 俺が怖いのか Shut down. ဘုံမတီဒီမှာကြားရုပ်ဦးရားရုပ်နဲ့ 死を見るたび思い出せ ငါရန်သွားလို့မရဘူးငါကောင်တွေကတေပဲတိနေကြတယ်ကွာငါဘယ်လိုလုပ်ပြရမလဲတိုက်ရဲတော့ကျွန်တော်တို့ပြော 確認してやる貴様の死をもってな Destroy the turret. You have slain an enemy. Surprise motherfucker စကေးတူလေးပြန်ထွက်မယ်ရတယ်တာဝါကြီးဟာစတန်းလေကွာ2နာရီလောက်ကြာတယ်စတန်း Ally has been slain. Enemy double kill. အဲ့အင်ဂျလာတိတ်အသုံးမကျဘူးလို့ပြောလို့ရပြောလို့မရဘူးမဟုတ်ပြောတယ်ကွာအင်ဂျလာသုံးမကျဘူးပြောတယ်ကွာမပြေဘူးဆိုတော့နော်အင်ဂျလာရောဟိုက်ပါတိတ်မကြိုက်ဘူးဟိုက်ပါအဲ့လိုဖြစ်နေရမှာမဟုတ်အဲ့လွတ်すぐ楽にしてやる貴様の死をもってな ဟာတွေ့ပါပြီကွာတွေ့ပါပြီ 月を見るたび思い出 အားမယ်နော်အားမယ်နော်ဘယ်လက်ဘက်တယ်တော့မရသေးဘူးမထိုးရင်တော့1 hit ပဲထိုးပြမယ်ကွာကောင်းတက်ရဲလေလို့ せ俺が怖い ည の မှာလောရှိတယ်ညမှာတိုက်ကြရှိတယ် Ult is ready. ဒီအားကိုနဲ့လုံနေတိုက်ဟာလာ 月を見るたび思い出せ無駄だ တိုက်ပွင့်သွားရဲ့ An enemy has been slain. An enemy has been slain. ဖြစ်ကွာကောက်ပွဲလင်းပိုင်းစကင်နဲ့တင်ပြီလားအကောင်းဆုံးဆော့ပြတာနော်ပြတာတို့နားလည်မယ်ထင်ပါတယ် HP damage ဆော့တဲ့ပုံလေးတွေ